Because the God-breathed words are the Hebrew and the Greek words of Scripture. နော်အဲ့ဒီဖယားရဲ့နော်မုတ်သွင်းထားတဲ့ဒါတမန်ကျမ်းစာရဲ့နော်ဒါမူရင်းကကြတော့ဟေဘရဲနဲ့နော်ဂရိဘာသာစကားဖြစ်ပါတယ် How many of you know Greek and Hebrew? ဂရိစကားနော်နဲ့ဟီဘရုစကားတည့်ရသူရှိကြလားမသိဘူးနော်ညီမ So do you have God's word? တင်မှာဒါနှုတ်ပတ်တော်ရှိကြလား Thank God, God also raised up faithful men to translate His words for us. ဟောဘုရားရဲ့နှုတ်ပတ်တော်ကိုကျွန်တော်မှရှိတယ်နော်ကျမ်းစာအပြင်နော်ဘုရားကလူတွေကိုအသုံးပြုတယ်ဟောရေးသားခိုင်းတယ်အဲ့ဒါကိုကျွန်တော်ကအခုချိန်ကြီးနော်ပိုင်ဆိုင်ထားနိုင်တာဖြစ်ပါတယ် So for us who only know English, thank God, God raised up the King James translators to translate for us His word faithfully in English. ဆိုတော့ကျေးဇူးတော်ကြောင့်ကျွန်တော်အင်္ဂလိပ်စကားနော်နားလည်တဲ့သူတွေတွက်ဆိုရင်ဒါ King James version ဒါကျမ်းစာအုပ်ကိုဘုရားကလူတွေကိုသုံးပြုပြီးတော့အင်္ဂလိပ်လိုနော်ဟေဘရဲကနေသဖြင့်နော်ဂရိကနေသဖြင့်အင်္ဂလိပ်လိုဘာသာပြန်စီခဲ့တယ် God loves the Burmese people also, so He sent a missionary, a godly missionary, Adoniram Judson, to Burma, and he had to learn the Burmese language, and he also faithfully translated the Holy Scriptures from the Hebrew and Greek to the Burmese language, and in very good Burmese. It is reported to me that there are those who know the Burmese language. You want to know good Burmese? They say you must read the Burmese Bible, and not any Bible. Adoniram Judson's Bible is very good Burmese. Is it true? Yes. Okay, Amen. ဆိုတော့ဒါတချို့တရားပြောတယ်ဗောနော်ဒါအင်တိုင်းကလေးနော်ဒီဖယားကနော်မြန်မာပြည်သူပြည်သားအားလုံးကိုချစ်တယ်နော်မြန်မာပြည်ကိုချစ်တဲ့အတွက်ကြောင့်မလို့နော်ဆရာယူရတန်ကိုမြန်မာပြည်ကိုဆေလွတ်တယ်နော်ဒါတန်နာပြုအနေနဲ့သူကဒါမြန်မာပြည်ရောက်တဲ့ချိန်မှာမြန်မာစကားကိုကောင်းအောင်လေ့လာပြီးတော့နော်သူကဟေဘရဲနဲ့ဂရိကိုတတ်တဲ့အတွက်ကြောင့်မလို့သူကဟေဘရဲဂရိကနေသစင်ယူပြီးတော့မြန်မာလိုသူကဘာသာပြန်တာဖြစ်ဆိုတော့အဲ့ဒီဘာသာပြန်ထားတဲ့နော်ကျမ်းစာအုပ်ကအကောင်းဆုံးဖြစ်တယ်နော်ကျွန်တော်ဆရာကိုဒါတချို့ကနော်ဒီတရင်ပို့ကြတယ်နော်ဘာပို့ကြလဲဆိုတော့ဒီနော်ဆရာယူဇန်ဘာသာပြန်ထားတဲ့နော်ကျမ်းစာကအကောင်းဆုံးဖြစ်တယ်မြန်မာစကားနော်မြန်မာစကားကိုကောင်းကောင်းတတ်ချင်တယ်မြန်မာလိုကောင်းကောင်းပြောတတ်ချင်တယ်မြန်မာရဲ့နော်ဒါစကလုံးရဲ့အနှစ်သာရကိုနားလည်ချင်တယ်ဆိုရင်နော်ဆရာယူဇန်ရဲ့ဘာသာပြန်ကိုပဲဖတ်ပါကျန်တဲ့အရာတွေကိုဖတ်တယ်ဆိုရင်ဒါနော်နားလည်မှာလည်းမဟုတ်နားလည်တော့မှမှန်မှာမဟုတ်ဘူးဆိုပြီးတော့ဆရာကိုနော်ပြောကြတာဖြစ်ပါတယ် So thank God for the written word. နော်ဖျားရဲ့ရေးသားထားတဲ့နော်နှုတ်ဖတ်တော်အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ် We also thank God for the living word. နော်တကယ်နော်အဲ့ဒီဖျားရဲ့နှုတ်ဖတ်တော်အပြင်တကယ်အသက်ရှင်တဲ့နော်နှုတ်ဖတ်တော်ဖြစ်တဲ့သခင်ယေရှုအတွက်လည်းပဲဖျားရဲ့ကျေးဇူးတော်ချီးမွမ်းကြပါတယ် And the living word is the Lord Jesus Christ. အဲ့ဒီအသက်ရှင်တဲ့နှုတ်ဖတ်တော်လို့ပြောတဲ့ချိန်မှာဘယ်သူလဲဆိုတော့ကျွန်တော်ရဲ့သခင်ယေရှုပဲဖြစ်ပါတယ် And that's why we observe the Lord's Supper each time. အဲ့ဒါအတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ပွဲတော်မင်္ဂလာကိုနော်အချင်းချင်းကျင်းပပြီးတော့သုံးတော်ကြတာဖြစ်ပါတယ် God has not only revealed Himself to us in His written word, the Holy Scriptures, He has also revealed Himself to us in His Son, the living word, the Lord Jesus Christ. ဘုရားကသူ့ကိုယ်သူရဲ့နှုတ်ပတ်တော်အနေနဲ့ပဲကျွန်တော်တို့ကိုဒါနော်သူဘာဖြစ်လဲဆိုတာကိုပြသယုံမဟုတ်ပါဘူးသူရဲ့တပါးတော်သားတော်ကိုစေလွတ်ပြီးတော့နော်ဘုရားကဘယ်သူလဲနော်ဘုရားကဘယ်လိုဘုရားလဲဆိုတဲ့အရာကိုသူရဲ့တပါးတော်သားတော်အပြင်လည်းပြသခဲ့သွားပြီဖြစ်ပါတယ် That's why we read in John chapter 1 verse 1, in the beginning was the Word, and the Word was with God, and the Word was God. အဲ့ဒါအတွက်ကြောင့်လို့ရှင်ယောဟန်နော်ပြန်ကြမ်းထဲမှာဗာပြောထားလဲဆိုတော့နှုတ်ပတ်တော်အစောင်းတိုင်းနှုတ်ပတ်တော်ရှိနှုတ်ပတ်တော်ဒီဘုရားသခင်နဲ့သူရှိထိုနှုတ်ပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တော်မူ၏ဆိုပြီးတော့ပြောထားပါတယ် And in verse 14 it says, And the Word was made flesh and dwelt among us, and we beheld His glory. The glory as of the only begotten of the Father, full of grace and truth. ဆိုတော့အခန်းငယ်14မှာဆိုရင်ဗာရေးထားလဲဆိုတော့အဲ့ဒီနော်နှုတ်ပတ်တော်ကတဲ့နော်လူစားတိကိုခံယူတော့တဲ့ကျွန်တော်တို့ရဲ့အလယ်မှာရှိရဲ့တဲ့နော်သူကဘုံထင်ရှားတယ်ဆိုပြီးတော့14ထဲမှာဆက်ပြီးတော့ပြောထားပါတယ် So the Word, the Lord Jesus Christ, who is God the Son, being God Himself, He is Spirit, but the Spirit became flesh.
became a human being with flesh and blood so that he can die on the cross for your sins and my sins. He can be crucified. And then his blood, he has also blood that has to be shed for the remission or the forgiveness of sins. ဆိုတော့ဖခင်ရဲ့သပါတိရောသားတော်ကဝိညာဉ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်လို့သူကလူစားတိကိုခံယူပြီးတော့လက်ဝါးကိုင်းပေါ်မှာအသေးခံခဲ့တယ်နော်အသွေးမသွင်းမဲ့အပြစ်လွတ်ခြင်းမရှိဆိုတဲ့အတွက်ကြောင့်လို့သူရဲ့အသွေးအားဖြင့်ကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုဆေးကြောပေးတယ်နော်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်တယ်ဆိုတော့ကျွန်တော်ရဲ့အပြစ်အားလုံးကိုသူကယူဆောင်သွားတယ်နော်သိုးသိငယ်ဖြစ်ပါတယ် And yes, Jesus died. When he was crucified on the cross, he died on the cross. Then later his body was taken down and he was buried. But that's not the end. On the third day, he rose from the dead. He lived again. And that proves he is God himself, who has power over life and death. And now as the living Savior, he can save you from your sins if you will believe on the Lord Jesus Christ. ဆိုတော့အဲ့ဒီဖခင်ကအဲ့ဒီသခင်ယေရှုခရစ်တော်ကနော်လက်ဝါးကိုင်းဟိုမှာတေခံပြီးတဲ့နောက်ပိုင်းမှာသူ့ကိုယူပြီးတော့တကြိုချင်းခံရတယ်အဲ့တကြိုပြီးတော့3ရက်မြောက်တဲ့နေ့မှာသူကရှင်ပြန်ထမြောက်ပြီးတော့အဲ့ဒီရှင်ပြန်ထမြောက်ခြင်းကဘာလို့တက်သေးပြလဲဆိုတော့သူကဖခင်ဖြစ်ကြောင်းတက်သေးပြတာဖြစ်တယ်တေခြင်းကိုအောင်မြင်တဲ့အရှင်နော်ဖခင်တစ်ပါးကြီးရရှိတယ်ဆိုတာကိုသူကတက်သေးပြပြီးတော့အဲ့ဒီသခင်ယေရှုတေခြင်းကိုအောင်မြင်တဲ့သခင်ယေရှုကိုဒီမှာရှိတဲ့မိတ်ဆွေကယုံကြည်မယ်နော်လက်ခံမယ်ဆိုရင်သူ့ရဲ့အပြစ်ဖြေခြင်းကိုကနော်လက်ခံမယ်ဆိုရင်ဒီမှာရှိတဲ့မိတ်ဆွေလည်းပဲနော်ကယ်တင်ခြင်းရရှိနိုင်တာဖြစ်ပါတယ် If you confess with your mouth the Lord Jesus and believe in your heart that God had raised him from the dead, thou shalt be saved. နော်သခင်ယေရှုကိုနှလုံးသားနဲ့ယုံကြည်ပြီးတော့နှုတ်နဲ့ဖျားဖြစ်ကြောင်းကယ်တင်ရှင်ဖြစ်ကြောင်းကိုကနော်ဒါဝန်ခံမယ်ဆိုရင်ကျွန်တော်ရဲ့နော်နောက်တစ်မျိုးမှာကျွန်တော်ကအသက်စာဆောင်ထဲမှာရေးချင်းထိုင်ရတဲ့အတွက်ကြောင့်လို့ကျွန်တော်ရဲ့တမလွန်ဘဝမှာဒါကောင်းကင်နိုင်ငံမှာထိုသခင်နဲ့စိုးဆိုင်ရမယ့်သူဖြစ်ပါတယ် And as we partake of the bread and the cup, they are symbols of Christ's body and blood. And when we partake of it by faith, believing, yes, Jesus died for me on the cross and shed his blood for me, rose from the dead, we receive a special blessing from the Lord. ဆိုတော့ဒီနော်ဒါပွဲတော်မင်္ဂလာကဘောပုံဆောင်လဲဆိုသခင်ယေရှုရဲ့ခန္ဓာကိုယ်နဲ့အသွေးကိုပုံဆောင်တဲ့အရာဖြစ်တယ်အဲ့ဒီအရာကကျွန်တော်တို့ကိုဘာလို့တတိပေးတယ်ဆိုတော့ကျွန်တော်တို့ကိုဘာအောက်မေ့စေလဲဆိုတော့သခင်ယေရှုကကျွန်တော်တို့အတွက်အသေးခံပြီးတော့ရှင်မြန်ထားမြောက်ခဲ့ကြောင်းနော်ကျွန်တော်ရဲ့အပြစ်အတွက်နော်သူကနော်ဆက်ပေးခဲ့ကြောင်းကိုဒါကျွန်တော်တို့ကိုနော်အောက်မေ့ဖို့ရန်အတွက်တက်တည်ပြနေတာဖြစ်ပါတယ် Let us pray. ဆိုတော့ဆုတောင်းရအောင် Our gracious Father in heaven, we thank thee for thy great and wonderful love for us. အပြားရင်ကျွန်တော်ပေါ်မှာထားရှိတော်ဘုရားယေရှုတရားယူနာတရားချစ်ချင်းမြတ်တရားအတွက်ယေရှုတော်ကိုချီးမွမ်းပါ၏ In that while we were yet sinners, the Lord Jesus Christ came to suffer and to die for us, to shed his precious blood so that our sins can be washed away and forgiven. ကျွန်တော်အပြည့်ရှိစဉ်ပင်လင်းကိုရောဒီကျွန်တော်တို့ဆင်ကြွလာပြီးတော့အသေးခံခြင်းခံပြီးတော့ကျွန်တော်ရဲ့အပြစ်အတွက်အသွေးသွင်းခြင်းလုပ်ခဲ့ပါတယ်ပါဗျာခင်ထို့အတွက်ကြောင့်လို့ကျွန်တော်တို့ဒီကိုရောနဲ့ပြန်လဲပြီးတော့ပေါင်းစည်းခြင်းရရှိခဲ့တာဖြစ်တယ် So Lord, today as we partake of the bread and the cup, we confess faith in Jesus Christ again. ဆိုတော့ဒီနေ့ကိုရောရဲ့ပွဲတော်မင်္ဂလာကိုပြန်လဲပြီးတော့သုံးဆောင်တဲ့အချိန်မှာကိုရောကိုယုံကြည်ကြောင်းပြန်လဲပြီးတော့ကျွန်တော်အောက်မေ့ပါတယ် Please wash and cleanse us from all our sins and grant us thy strength to live a good and godly life for thee. ကိုရောရဲ့တွေးတော်အားဖြင့်ကျွန်တော်ရဲ့ဖြစ်ရှိမြအားလုံးကိုဆေးကြောပြီးတော့ကိုရောအတွက်အသက်ရှင်တော့ကိုရောပုံသက်တင်များဖြစ်ဖို့ရန်အတွက်ကျွန်တော်ကိုမဆာတော်မူပါ In Jesus' name we pray. ယေရှုနာမ၌ဆုတောင်းပါ၏ Amen. Amen